ဒီကနေအသက်ထွက်ထားတဲ့ new product လေးတစ်ခုကိုပို့ထားပါတယ်။ peer gift လေးကတော်တော်လေးလည်းချစ်စရာကောင်းတယ်ဆိုတော့အထဲထဲမှာဘာ product လေးဖြစ်မလဲသူ့ရဲ့အခုအသက်ထွက်ထားတဲ့ product လေးကဘာလေးဖြစ်မလဲဆိုတာကိုအတူတူ unboxing လုပ်ကြည့်ကြမယ်နော်။ Dreamy ကပို့လိုက်လို့ရှိရင် peer packaging တွေကအများတန်းသူ့ရဲ့ peer packaging လေးတွေကအရန်ကိုချစ်စရာကောင်းတယ်နောက်ပြီးတော့ရတဲ့အခါမှာလည်းဖောက်ရတဲ့အချိန်မှာ unboxing လုပ်ရတဲ့အချိန်မှာအရန်စိတ်ချမ်းသာရတယ်ပေါ့နော်။အခုတစ်ခါလည်းသူက supplement လေးတစ်ခုအသစ်ထုတ်ထားတယ်အဲ့ဒါလေးကိုပို့ပေးလိုက်ပါတယ်။အဲ့ဒါဘာလဲဆိုရင်တော့ဒီမှာပါ shoulder bag ပုံစံမျိုးဒီလိုမျိုးပုံစံလေးနဲ့လာပါတယ်ပြီးတော့အခုကဒီမှာအပြင်မှာမြင်ရတာကတော့သူရဲ့ထုတ်ပိုးမှုမှာလည်းအသီးနှံပုံလေးမြင်ရမှာနော်သူကကျိုးကတော့ဒီလိုကျိုးလေးပေါ့နော်ဒီက unboxing လုပ်မယ်ဒီဘက်ကဖွင့်ရမှာပါဒါဆောင်းလေးထားဒီလိုလေးဖွင့်လိုက်အောင်ပါပဲဒီ box လေးပေါ့နော်စံအိတ်ပုံစံ box ထဲမှာသူ့ရဲ့အသစ်ထွက်ထားတဲ့ new product လေးထည့်ပေးထားပါတယ်အဲ့ဒါဘာလဲဆိုရင် Tropio ဆိုတဲ့ဒီဘာဝအသီးနှံနေနဲ့လောက်ထားတဲ့သူရဲ့ fiber supplement လေးပါဒါအခုသူတို့ရဲ့ဒါ new product လေးပေါ့နော်သူ့ရဲ့ collection တော့ကလည်းဒီ shop လေးတော့ကလည်းတော်တော်လေးသဘောကျလို့5 box လောက်လားမသိဘူး5 box လား6 box လားမသိတောက်ခဲ့ဘူးရယ်ဆိုတော့ဒီ supplement ဒီ fiber လေးရလည်းအခုဆိုရင်ခီးသွားတာပြန်လာပြီးရဲ့နောက်ပိုင်းမှာ weight တက်လာတယ်အစားအများကြီးစားထားတာရောပါရောဆိုတော့ဒီ fiber supplement တစ်ခု try ဖို့ဒါလိုအပ်နေတဲ့အချိန်ပဲဆိုတော့အချိန်တိုင်းရောက်လာတယ်ဒီဟာလေးကိုလည်း try ကြည့်ပါမယ် fiber review တွေကတော့အရှိမအများကြီးမရေးခဲ့ဘူးခုလားပဲတင်မှုရပေါ့နော်တိတ်ပြီးတော့အဲ့နောက်ပိုင်းမှာလည်းမတောက်ဖြစ်ဘူးသူကကြတော့ဒီအားကြတော့ဘာအတွက်ကောင်းလဲလူကောင်းလဲဆိုတာဒါအခုမှရောက်တာဆိုတော့ review ပြောတာမဟုတ်ဘူးเนาะဒီ product ကဘယ်လိုသုံးသင့်တာလဲဘာလဲဆိုတာကိုပဲ unboxing လုပ်ရင်းနဲ့ပဲပြောပြတာပါဒါလေးအစားအများကြီးစားမိတာမျိုးကအဲ့လိုဟို bite ထဲမှာ bite ပူနေတာမျိုးတို့ဘာလို့ဆိုလို့ရှိရင်ဒါက fiber supplement လေးဒီလိုဟာလေးတွေကတောက်ကြတယ်သူက healthy ဖြစ်တဲ့ဒီလိုအသီးနှံနေနဲ့လောက်ထားတယ်ဒီမှာဆိုရင် तू ကလေဘာနဲ့လဲဆိုတော့ဒီမှာ तू က pineapple ရယ် kiwi ရယ်နဲ့ तू ကလောက်ထားတယ်ပြီးတော့ तू က probiotic ပေါ့နော်ဆိုင်နဲ့ဥလန်းကြောင်းအတွက်ကောင်းတဲ့ဒီ probiotic တွေပါဝင်မယ်နောက်တစ်ခုကဘာလဲဆိုတော့ vitamin C တွေပါဝင်မယ်ပေါ့ဒါကကြတော့ဒါအခုဒီ supplement တွေမှာပါတဲ့ဟာလေးတွေကိုအရင်ပြတာပါတော့တောက်ပြီးသွားမှဘယ်လိုလဲဆိုတာတော့ဒီမှာပေါ့နော် unboxing မှာနေဒီပစ္စည်းတွေအကြောင်းပြောသွားပြီး review တွေပေးနေရပါဖြစ်မှာဆိုလို့ဒါတခါတည်း unboxing လုပ်တယ်ဒီ product အကြောင်းပြောပြရတယ်ဒီ product တွေမှာရေးထားတဲ့အကြောင်းလေးတွေကိုပြောပြရတယ်ပြီးလို့ရှိရင်ဒါတွေကဘာအတွက်ဘယ်လိုဆိုတာဒီလိုပဲဒါက vlog ကြိုင်နေပြောသွားတာပဲဒါ this is not review လုပ်ရမှာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးကလည်းရှင်းပြရတယ်